နောက်ပိတ်ဆုံးစိုက်ခဲ့တဲ့ခြံလေးပေါ့ဗျာအင်္ဂပူမျိုးပါအညွန့်ရောင်ရမ်းရှိပါတယ်ဒီမိုးတွင်ညွန့်ရောင်ရမ်းရှိပါတယ်အညွန့်အမခံပါတယ်တန်တန်ပြန်နေပါအခုမှစိုက်ထားတဲ့အညွန့်နေပါပွဲသားမဟုတ်ပါ